ငါသမီးတို့ဘယ်သွားမှာလဲ ဖောက်ထော် ဩဘောက်တော်ဆိုရင်9000ပဲပေးပါ အေးရများလိုက်တာဦးလေးအရင်ဘွားအကျွေးတွေပါတောင်းညာလိုက် အာမဟုတ်ပါဘူးငါတို့မရဲ့ဒီဈေးကပုံမှန်ပါပဲ9000ဆိုတာတကယ်မများဘူး ဟုတ်လိုက် ဟုတ်ပါငါတို့မရဲ့ လီလင်းရွာအကြီးလေးကမှားလိုက်တယ်လေရန်ကုန်မှာဘာလို့လဲသူတို့ပြောတဲ့ဈေးတဲ့ထောက်ဝက်စိတ်ကလေမရအောင်စအောင်သိပါလေနေရလဲဒီမဦးလေး ဟုတ်ကဲ့ ကျမတို့ကရန်ကုန်သူတွေနော်တိုးသူတွေမဟုတ်ဘူးကျမတို့အချင်းတော့လာမဖမ်းဘူး fashion တွေကိုတစ်ချက် show လိုက်ပါငါဒီမှာဝင်ပြ အော်ဘာမြင်ပါတယ်ဗျာအမလေးရန်ကုန်သူတွေဆိုတာယုံပါတယ်ဟောဒါလည်းငါတို့မဟိုတနေ့ကမင်းတို့မွေးထားတဲ့နွားတကောင်ပျောက်သွားလို့ဆို ဟုတ်ပါဦးလေးရဲ့ဟိုဘက်ရွာလေးခွင်းညိုလေးသူတို့တွေခိုးသွားတာကြောက်တော့နွားတော့ကြောက်တော့အချိန်မီလိုက်လို့နှမဆိုကြောက်တော့ဟာတော့ဆုံးပြီ ဟုတ်တော့你把你给我俩嘞！Oh my god 呀ငါဘာပြောနေပါလဲဘာပြောနေရလဲကြောက်ကရန်ကုန်သူပါဆိုဘေးကနွားမွေးရမှာ အဲ့ဒါဆိုငါတို့မတို့ကဘာမွေးတာတော့ ကျွဲ ကျွဲလား ဟုတ်ပါဘာတလိမ့်စမမမွေးဘူးဦးလေးဘာပြောနေရလဲကဲကျမတို့2500ပဲပေးမယ်လိုက်နိုင်လိုက်မလိုက်နိုင်ကျွဲ ဟာငါတို့မပေးတဲ့ဈေးကလည်း2500တဲ့အဲ့ဒီဒီဈေးနဲ့ဒီကြီးကိုနည်းနည်းဝေးတယ်နော်ငါတို့ကထပ်မစင်းနဲ့ကွာဦးလေးလျှော့ပေးမယ်4500ပဲပေးနော် ဒေးတောင်ရရင်သွားမယ် မဖြစ်ပါနဲ့ဆိုတာကငါတို့မှအစစ်သေးတယ်ကဲဟုတ်ပါပြီဒီမှာဟိုဦးလေးကလည်းအဲ့ဒီဘောက်တော်ထဲမှာနေတာအခုပြန်มาဆိုတော့လမ်းညုံရတာပေါ့ကွာတက်ရပြီ အဲ့ဒါလည်းကားခေါ်ပြီးနေ အဲ့အလကားတော့ဘယ်နေရာမှမရပါဘူးငါတို့ကတက်ပါဟောငါတို့ကတော့ဘောက်တော်ဘယ်နာကိုပို့ပေးရမလဲ ဟိုဒီမှာလိမ့်စာလေ ဟောအေးကျွန်တော်မတစ်စဲဟုတ်ပါပြီဗျာပို့ပေးမယ်နော် တက်စီငါစီရတာအောက်လိုက်တာဟာအိမ်ကလင်းခွေးစားယူအញ្ញံဆုံးပြင်มาဖြစ်အိမ်ဟုတ်တယ်ပြင်တော့ ငါတို့မရဲ့ဟိုလင်ခွေးစားဆိုတဲ့နာမည်နဲ့တော့ဂျပန်ကားမထုတ်သေးပါဘူးကွငါတို့မအမှန်မားလို့နေမှာပါလန်ခရူဇာဖြစ်ပါလိမ့်မယ် ဒီမှာဦးလေး ဟုတ်ကဲ့ စပီးတော့ကလေဒါအခုခေတ်နေတဲ့စဖိတ်ခါနဲ့ပြောလိုက်တာဟိုဘိုးเจ้าနဲ့တက်ခဲ့ရတာလေအင်္ဂလိပ်လိုအရန်ဘိုးတန်နဲ့ရှမ်းပောင်များဒါတွေဦးလေးတို့ခေတ်မှာမသိခဲ့ရဘူးထင်ပါတယ်ဒါလေးလည်းကြားမှာမဟုတ်ပါဘူး ဟုတ်ပါဒုနဲ့တွေ့ကြလို့လေဗျ ကိုကြီးဒါဒေါ်မတင်တို့အိမ်လာမသိဘူးရှင် မဟုတ်ခင်ဗျအိမ်မားနေတယ် โอเค ဟိုကအိမ်မားနေလို့ပြောတော့ငါโอเค โอเค အော်ဒုက္ခပါပဲအိမ်မားနေတယ်အရှိန်သွားမင်းမယ်လေ အဲ့ဆိုလေโอเคတတ်မယ်လား